အားလုံးပဲမင်္ဂလာပါဒီနေ့ဒီမိကွန်းလေးဖြည့်ပေးပါမယ်ပေါ့နော်အခုတဲ့ဂျပန်မှာပေါ့နော်သူခုတိန်နဲ့လုံနေတာတဲ့သူနာပြတက်ကတူတက်ချင်တာပေါ့နော်ရှောက်လို့ရလားအမားတဲ့ရှောက်ရင်ရောတဲ့ဘယ်လိုပြင်ဆင်ရလဲတဲ့ဂျပန်စာဖဲလေပဲလူလဲပေါ့နော်ပြပြပေးပါအမားတဲ့အဲ့တော့ပထမအောင်ဆုံးပေါ့နော်ဂျပန်စာဖဲလေပဲလူလဲဆိုလို့ရှိရင်ဂျပန်စာက site တဲပေါ့နော် N3 ပေါ့နော် N3 element လို့တယ်ဒါပေမဲ့တချို့ကျောင်းတွေဆိုလို့ရှိရင်တော့ N2 element ထိတောင်းတဲ့ကျောင်းတွေလည်းရှိရပေါ့နော်အဲ့ဒါကတော့ကိုယ့်ရဲ့ဒီသူတို့ဂျပန်စကားပြောကြည့်ပြီးတော့မှN3 level လည်းရတယ် N2 level မရှိလည်းရတယ်ဆိုတော့ကျောင်းတွေလည်းရှိနိုင်တယ်ပေါ့နော်အဲ့ဒါတော့ကျောင်းတဲ့ဟိုခက်ခုနဲ့လုပ်ကြည့်မှရမယ်ပေါ့ဒါပေမဲ့ site တဲကတော့ N3 ထိအောင်မှပဲရပါမယ်ပြီးလို့ရှိရင်သူနာ view တက်ချင်တာပေါ့နော်ရှောက်လို့ရလားဆိုလို့ရှိရင်ရှောက်လို့ရတယ်တခုတည်းကီနိုကနေပြီးတော့မှရှောက်ချင်ရှောက်လို့ရတယ်အဲ့တော့ပထမအဆုံးကကြတော့ဘာလုပ်ရမလဲဆိုရင်အရင်ဆုံးဗာလေဂျူကင်းပေါ့နော်သူတို့ရဲ့ဝင်ခွင့်စာမေးပွဲကိုအရင်သွားဖြည့်ရမယ်အဲ့တော့ဝင်ခွင့်စာမေးပွဲကိုတွက်ဖြည့်လို့ဝင်ခွင့်စာမေးပွဲကအောင်သွားပြီဆိုလို့ရှိရင်အဲ့မှာကျောင်းတက်လို့ရပြီဒါပေမဲ့ကျောင်းတက်တဲ့ခါကျလို့ရှိရင်ဗီဇာပြောင်းသွားမှာလीနော်ပထမဗီဇာကကြတော့သူခုတေကီနိုဗီဇာဖြစ်မှာအဲ့တော့ကျောင်းတက်လို့ရှိရင်လီယူကာကူဗီဇာဖြစ်မှာကွာအဲ့တော့ကျောင်းတက်ဖို့အတွက်ဆိုလို့ရှိရင်လီယူကာကူဗီဇာပြောင်းဖို့လိုတယ်အဲ့တော့လီယူကာကူဗီဇာပြောင်းမယ်ဆိုလို့ရှိရင်လိုအပ်တဲ့စာရွက်စာတမ်းတွေကဘာတွေလဲဆိုလို့ရှိရင်အမှတစ်ခါလေးပြပြလိုက်မယ်ပေါ့နော်အဲ့တော့ဝင်ခွင့်ဖြည့်တယ်ပေါ့နော်ဝင်ခွင့်ဖြည့်လိုက်လို့ရှိရင်ဝင်ခွင့်အောင်သွားပြီမလားအဲ့တော့ဝင်ခွင့်အောင်သွားတယ်ဆိုလို့ရှိရင်new ကခုပေါ့နော်ကျော့ကရှော့လို့ခေါ်တဲ့ဝင်ခွင့်အောင်လက်မှတ်စာပေါ့နော်ဒါဝင်ခွင့်ဒီเจ้าမှာဝင်ခွင့်အောင်မြင်သွားပါပြီဆိုတော့အဲ့ဒီစာရွက်ပြီးလို့ရှိရင် passport ပြီးရင်ကိုယ့်ရဲ့ကိုယ်ဆိုင်လေးကိုပြီးလို့ရှိရင်ကြတော့တို့ရဲ့ shikin show မဲ show လို့ခေါ်တဲ့ဘဏ်ထဲမှာငွေလုံလောက်ပြနိုင်တဲ့စာရွက်ကွာကိုယ့်ရဲ့ဘဏ်ထဲမှာဒီเจ้าတက်ဖို့အတွက်ငွေကြေးအလုံလောက်ရှိလားမရှိလားဆိုတဲ့ဟာကိုစစ်တဲ့စာရွက်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဘဏ်ကဟာကိုပြပေးရမယ်ပြီးလို့ရှိရင်ဆိုင်းရှုပ်ကိုရှုံးမဲရှော့လို့တယ်ဘာဖြစ်လို့ဆိုတော့အခုညီမလေးကတခုတေဂီနိုနဲ့အလုပ်လုပ်နေမလားအဲ့တော့အလုပ်လုပ်နေဆိုလို့ရှိရင်အလုပ်နေတဲ့နေရာဆိုတာရှိပါလေအဲ့အတွက်ကြောင့်မလို့ဆိုင်းရှုပ်ကိုရှုံးမဲရှော့လို့မယ်အဲ့တော့ဆိုင်းရှုပ်ကိုရှုံးမဲရှော့ပြီးသွားလို့ရှိရင်ငါတို့ဗီဇာဟန်ကိုရှင်စေးရှော့ပေါ့နော်အဲ့တော့ဗီဇာဟန်ကိုရှင်စေးရှော့ကတော့တို့ပုံမှန်တိုင်းပဲဗီဇာပြောင်းလို့ရှိရင်ငါတို့ရေးရတဲ့စာရွက်စာတမ်းအဲ့စာရွက်စာတမ်းလို့တယ်အဲ့ဒီပြောင်းလိုက်လို့ရှိရင်ညီမလေးလူကကူဗီဇာရမယ်ကွာအဲ့လူကကူဗီဇာရလို့ရှိရင်ကျောင်းတက်လို့ရပြီအဲ့တော့ကျောင်းတက်မယ်ဆိုပထမအဦးဆုံးလိုတဲ့တစ်ချက်ကတော့သူတို့ရဲ့ဝင်ခွင့်စာမေးပွဲကိုအောင်မြင်စွာဖြေဖို့အတွက်လိုတယ်အဲ့ဒါပြီးလို့ရှိရင်တော့ဗီဇာကဆက်လုပ်သွားလို့ရပြီကွာအဲ့တော့အားလုံး try ကြည့်ပါဟိုတခြားအသေးစိတ်အကြောင်းအရာတွေကိုလည်းနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြောပြသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ် bye bye